2005 ခုနှစ်ဘရာဇီးနိုင်ငံအရှေ့မြောက်ပိုင်းကဖော်တာလီဇာမြို့မှာကဘာကြီးကိုတုန်လှုပ်သွားစေမဲ့ရာဇဝတ်မှုတစ်ခုဖြစ်ပွားခဲ့ပါတယ်။ဒါဟာအကြမ်းဖက်မှုကြောင့်မဟုတ်ပဲသူတို့ရဲ့တိကျလွန်းတဲ့လှုပ်ဆောင်ချက်တွေကြောင့်ပဲဖြစ်ပါတယ်။ပြစ်မှတ်ကတော့ဘရာဇီးဗဟိုဘဏ်ဖြစ်ပြီးထိုးဖောက်ဖို့မဖြစ်နိုင်သလောက်ခိုင်ခန့်အောင်တည်ဆောက်ထားတဲ့နေရာတစ်ခုပါ။ဒါပေမဲ့လအနေငယ်အလိုကလေးကရာဇဝတ်ဂိုင်းတစ်ခုဟာလူအများရှိမှတင်အစီအစဉ်တွေကိုစတင်နေခဲ့ပါပြီ။သူတို့ဟာပန်းလှပြင်ဆင်ရေးကုမ္ပဏီတစ်ခုအဖြစ်ထမ်းဆောင်ပြီးဗန်နဲ့လမ်းနှဲငယ်အကွာမှာရှိတဲ့အဆောက်အုံတစ်ခုကိုငှားရမ်းခဲ့ပါတယ်။အဲ့ဒီအဆောက်အုံထဲကနေသူတို့ဟာမြေအောက်လိုင်ကူကို1မီတာချင်းစီစိတ်ရှည်လက်ရှည်ဂယုတစိုက်တူးခဲ့ကြပါတယ်။လိုင်ကူဟာ80မီတာကျော်ရှည်လျားပြီးပြိုကျတာဒါမှမဟုတ်ရိပ်မိတာမျိုးမရှိအောင်စနစ်တကျအင်ဂျင်နီယာအတတ်ပညာတွေနဲ့ဖန်တီးထားတာပါ။3လတိုင်သူတို့ဟာဘယ်သူမှမတင်ကားဖြစ်အောင်မလုပ်ဘဲမြေတံချိန်ပေါင်းများစွာကိုတိတ်တဆိတ်ဖယ်ရှားခဲ့ကြပါတယ်။နောက်ဆုံးမှာတော့သူတို့ဟာဗန်ရဲ့ငွေတိုက်ခန်းစီရောက်သွားခဲ့ပါတယ်။သူတို့ဟာနိုင်ငံအတွင်းအလုံးစုံဆုံးအခန်းတွေထဲကတစ်ခုဖြစ်တဲ့အဲ့ဒီအခန်းထဲကိုဓာတ်ရိုက်ဖောက်ထွင်းဝင်ရောက်နိုင်ခဲ့တာပါ။တပတ်တာအလုပ်ပိတ်ရက်အတွင်းမှာတင်သူတို့ဟာဘရာဇီးရဲ့တန်း160ကျော်ကိုဖိုးယူသွားနိုင်ခဲ့ပါတယ်။ပြီးတော့သူတို့ဟာဘယ်ချက်ပေးခေါင်းလောင်းမှမမြည်စေပဲဘသူနဲ့မှထိတ်တိုက်မတွေ့ပဲပျောက်ကွယ်သွားခဲ့ကြပါတယ်။ဒီရာဇဝတ်မှုကိုရက်အနှဲငယ်ကြာမှသာရှာဖွေတွေ့ရှိခဲ့တာပါ။အာဏာပိုင်တွေကမြေအောက်လိုင်ကူကိုရှာတွေ့ခဲ့ပြီးဒီစစ်စင်ရေးကိုဘယ်လိုလှုပ်ဆောင်ခဲ့လဲဆိုတာအပိုင်းအစတွေစုပြီးစုံစမ်းခဲ့ကြပါတယ်။ဒါဟာသမိုင်းတစ်လျှောက်အကြီးမားဆုံးဗန်ဖောက်ထွင်းမှုတွေထဲကတစ်ခုဖြစ်ပါတယ်။တရားခံအချို့ကိုဖမ်းမိခဲ့ပေမဲ့ငွေအများစုကိုတော့ပြန်မရခဲ့ပါဘူး။အကြမ်းဖက်မှုမရှိဘဲထူးခြားဆန်းပြတဲ့တိကျမှုနဲ့လှုပ်ဆောင်ခဲ့တဲ့ဒီရာဇဝတ်မှုဟာတခါတလေမှာအကြီးမားဆုံးသောဖောက်ထွင်းမှုတွေဟာကျွန်တော်တို့ရဲ့ခြေဘဝအောက်မှာတင်ဖြစ်ပျက်နေတတ်တယ်ဆိုတာကိုသတိပေးလိုက်သလိုပါပဲ။